solution 咧ဒီ bad comment လို့ပြောတာချက်ဝေဖန်တဲ့ comment လို့တော့ပို့ပြီးတော့ပြောချင်တယ်ဘာလို့လဲဆိုလို့ရှိရင် in this world there is always a balance justice လို့ပြောတယ်နော်ဆိုတော့ကိုယ်စီမှာ good positive comment တွေလာတယ်ဆိုလို့ရှိရင် oh I'm doing good again လို့လည်း negative comment ဆိုလို့လည်း it's like a constructive feedback ဆိုလို့ရှိရင်oh ကိုဒီထက်ပိုပြီးတော့ကောင်းဖို့လိုသေးတယ်ဒီကကိုမတွေ့လိုက်တဲ့ဒီလေးလို့သူတွေ့တဲ့အတွက်ကြောင့်အားစိတ်တင်နေဒါဆိုအဲ့ဒါပြောင်းလဲတယ်ဒါပေမဲ့အကယ်လို့သူကဒီ emotional ဖြစ်ပြီးတော့ပြောထားတဲ့ဟာလေးတွေဆိုလို့ရှိရင်ဒီသူရဲ့ဘဝမှာလည်းသူခက်ခဲနေတဲ့ဟာလေးတွေအများကြီးရှိမှာပါပဲပေါ့နော်ဆိုတော့ခုနဆရာပြောသလိုပဲလာပြီးတော့ဖွင့်တဲ့အချိန်ရှိရဲဆိုတော့သူတို့ဆိုလို့ရှိရင်ဒီကအများစုတောင်းပေးလိုက်တယ်သူတို့ရဲ့မိသားစုစင်ကြီးကိုသူတို့ရဲ့အလုပ်လုပ်ငန်းလေးတွေစင်ကြီးကိုလည်းစုတောင်းပေးတယ်ပြီးတော့လည်းဒီလူဆိုတာကတော့အမားနဲ့မကင်းဘူးပေါ့နော်ဆိုတော့ဒီကြီးကတော့ဒီတိုင်းကိုသူတို့ရဲ့အချိန်နဲ့သူတို့ဖြစ်တတ်တယ်ဆိုတာတော့ယုံကြည်နားလည်ထားတယ်ပေါ့နော်ဒီ mindset ကိုထည့်ပေးရလဲဒီကြီးရဲ့ဒီငယ်တဲ့နေပြီးတော့တောက်လျှောက်ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်ရဲ့ကြီးရဲ့ဆရာဆရာမတွေအဖွားတွေပြီးတော့ကြီးပြောမယ်ဆိုလို့ရှိရင်ဒီ blessing တစ်ခုပေါ့နော်ကြီးတွေ့တဲ့ဆရာဆရာမတွေအားလုံးကတအားစိတ်ရှိတယ်ပြီးတော့ကြီးကိုတစ်မျိုးပြီးတစ်မျိုးအစ်စ်ပြီးအစ်စ် mindset လေးတွေကိုထည့်သွင်းပေးတယ်